ကုန်ကပြောင်းသွားဝေဒနာမှာငေးချင်းနဲ့ပြန်မြင်ရောက်နေစောင့်နေရအကြောင်းကရှင်းကုန်တဲ့ဒိတ်တင်ရဲ့ခေါင်းဆောင်ဘယ်လိုပုံစံမင်းကလေးလဲထိန်းရတဲ့အာယုန်တွေကနစ်နေပြီးဆွဲနန်းတဲ့တရံမီချစ်တွေစီငါဘဝရှောက်ခန်းသားချက်တွေဖြစ်တည်ခဲ့လူတွေပြောမကောင်းဘူးလေ